ကျိုးပဲ့သွားတဲ့အရာဝတ္ထုတစ်ခုကိုဘလို့ပဲပြန်ဆက်ပါစေအကောင်းတိုင်းမဖြစ်နိုင်တော့ပါဘူးပုတ်သိုးသွားတဲ့ပန်းသီးတစ်လုံးဟာလည်းအကောင်းတိုင်းပြန်မဖြစ်နိုင်ပါဘူးပျောက်ဆုံးသွားတဲ့ယုံကြည်မှုတစ်ခုဟာအသစ်တစ်ဖန်ပြန်လဲတည်ဆောက်မှုဆိုတာမဖြစ်နိုင်တော့ပါဘူးနောက်ကျောကိုဓာတ်နဲ့ထိုးတာခံထားရတဲ့လူတစ်ယောက်ရဲ့ဒဏ်ရာဟာဘယ်တော့မှအနာမကျက်နိုင်တာသိကြပါတယ်ခွင့်မလွတ်နိုင်တာဟာသဘောထားသေးသိမ်တာမဟုတ်ပါဘူးယုံကြည်မှုနှက်ဆိုင်လွန်ခဲ့တဲ့သူတစ်ယောက်ရဲ့နာကျင်ခံခတ်တဲ့ဝေဒနာပါလောကမှာကျမတို့ရဲ့တချို့သောပေးဆက်မှုတွေဟာလုံးဝမတန်ပါဘူးမတန်ဘူးဆိုတာကိုသိပါလျက်နဲ့ပေးဆက်နေတာဟာလူသားဆန်မှုတတ်တတ်ပါတခြားဘာအကြောင်းပြချက်မှရှိမနေတာသိကြပါတယ်